အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချင်းညီကိုတွေအတွက် free dive ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့ရဲ့ free dive ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်က chess နဲ့ဒိမတ်ပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိဒိမတ်ကအဝေးခွင်းကနေတေ80ဆိုပဲကြီးတန်းပေါက်ပေးထားတယ်လက်ရှိဒိမတ်ပေးထားတဲ့ကြီးတန်းကဒိမတ်ကြီးရောက်နိုင်တဲ့ကြီးတန်းဟုတ်မှုဆိုတော့သိဖို့အတွက် chess နဲ့ဒိမတ်ရဲ့ level ကွာခြားချက်ကိုအရင်သိဖို့လိုအပ်တယ်အဲ့တော့ chess နဲ့ဒိမတ်ရဲ့ level ကွာခြားချက်ကိုသိဖို့ဆိုရင်ခရိုအေးရှားကိုတီးပြီးတော့စဉ်းစားရပါလိမ့်မယ်။ဘာဖြစ်လို့ခရိုအေးရှားကိုတီးပြီးတော့စဉ်းစားရမလဲဆိုရင်ခရိုအေးရှားအနေနဲ့ chess ကိုအဝေးခွင်းကနေ40ဆိုတဲ့ခြေတံပေါက်ပေးခဲ့တယ်။အဲ့တော့ခရိုအေးရှားက chess တဲ့အဝေးခွင်းမှာဆိုရင်ပြား40တာရဲလို့ပြောလို့ရတယ်။အဲ့လိုပဲခရိုအေးရှားကစကော့တလန်ကိုအဝေးခွင်းကနေ60ဆိုတဲ့ခြေတံပြီးခဲ့တယ်။အဲ့တော့ခရိုအေးရှားကစကော့တလန်ထက်ပြား60တာရဲအသင်းလို့ယူဆလို့ရတယ်။အဲ့လိုပဲဒိမတ်ကစကော့တလန်ကိုအဝေးခွင်းကနေ50ဆိုတဲ့ခြေတံပေါက်ပေးခဲ့တယ်။အဲ့တော့ဒိမတ်နဲ့ခရိုအေးရှားရဲ့ level ကွာခြားချက်ကိုကြည့်မယ်ဆိုရင်ခရိုအေးရှားကဒိမတ်ထက်ပြား30တာရဲလို့ပြောလို့ရပါတယ်။အဲ့ဒါဆိုရင်ခရိုအေးရှားက chess ကိုအဝေးခွင်းကနေ40ဆိုတဲ့ခြေတံမှာပေါက်ပေးခဲ့ရဖြစ်တဲ့အတွက်ခရိုအေးရှားကဒိမတ်ထက်ပြား30တာရဲအသင်းဖြစ်တဲ့အတွက်ခရိုအေးရှားပေးထားတဲ့40ဆိုတဲ့ခြေတံကိုပြား30ရော့ကြည့်မယ်ဆိုရင်ဒိမတ်ဒီနေ့ပွဲစဉ်မှာ30ဆိုပဲကြီးတန်းမှာပေါက်ပေးရပါလိမ့်မယ်အခုဒိမတ်ပေါက်ပေးထားတဲ့ကြီးတန်းကပေးရမယ်ကြီးတန်းထက်ကိုပြား40လောက်ပို့ပြီးတော့ပေးထားသလို World Ranking အဆင့်7မှာရှိတဲ့ Croatia တောင် chess queen မှာ40ဆိုပဲကြီးတန်းမှာပေါက်ပေးခဲ့တာအခု World Ranking အဆင့်21မှာရှိတဲ့ဒိမတ်ကအဝေးခွင်းကနေ80ဆိုပဲကြီးတန်းကတော့ဒိမတ်ကြီးအောင်သွားတဲ့ကြီးတန်းလို့ YMP ကတော့ယူဆရတဲ့အတွက်ဒီနေ့ရဲ့ free dive ရွေးချယ်မှုကိုဒိမတ် body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ် YMP ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေ YMP ကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်